နှစ်ပေါင်း20ရက်ပေါင်း9000ကျော်အာဆင်နယ်ပရိသတ်တွေဒီညနေခင်းကိုစောင့်စားခဲ့ရတာတော်တော်လေးကြာခဲ့ပါပြီအားလုံးရဲ့နောက်ပြောင်မှုကိုခံခဲ့ရတယ်မျော်လင့်ချက်တွေပြတ်သုံးခဲ့ရတဲ့ဆယ်စုနှစ်တွေကိုဖျက်ဆီးပြီးနောက်မှာတော့မြောက်လန်ဒန်ရဲ့အမြောက်တပ်သားတွေဥရောပရဲ့အမြင့်ဆုံးစင်မြင့်ထက်ကိုတကြော့ပြန်နင်းကန်တက်လှမ်းလာနိုင်ခဲ့ပါပြီ2006ခုနှစ်ပါရီညမှာအာဆင်ဝင်းကားနဲ့အတူဖိုင်နယ်ရောက်ခဲ့ပြီးကလေးကအာဆင်နယ်ဟာချန်ပီယံလိနဲ့အလှမ်းဝေးခဲ့တာပါတခါတလေရှုံးထွက်အဆင့်မှာတင်လမ်းခွဲခဲ့ရတယ်လို့တခါတလေမှာတော့ဒီကြိုင်ပွဲကြီးထဲမှာတော့မပါဝင်နိုင်ပဲယူရိုပါလိမှာနှစ်အတော်ကြာရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့မီကယ်အာတီတာရောက်လာတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်လူငယ်ကစားသမားတွေကိုယုံကြည်မှုပေးခဲ့တယ်အသင်းရဲ့ identity ကိုပြန်လေတိဆောက်ခဲ့တယ်ဆာကာအိုဒီကန်နဲ့ဆာလီဘာတို့လိုကျဲပွင့်တွေဟာအာဆင်နယ်ရဲ့ DNA ကိုပြန်လေအသက်သွင်းပေးခဲ့ပါတယ်ဒီနှစ်ချန်ပီယံလိခရီးစဉ်ကလည်းမလွယ်ကူခဲ့ပါဘူးအခက်အခဲပေါင်းစုံပြိုင်ဘက်ကြီးတွေကိုကြော်ဖြတ်မှအခုလိုနှစ်ပေါင်း20ကျော်အကြာမှာဖိုင်နယ်ဆိုတဲ့ဂုဏ်ပုတ်ကိုပြန်လေသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါဟာကံကောင်းလို့ရလာတာမဟုတ်ပဲ trust the process ဆိုတဲ့စကားအတိုင်းစိတ်ရှည်တီးခံတိဆောက်ခဲ့ရတဲ့ရလဒ်ပဲဖြစ်ပါတယ်ကဲအခုတော့အချိန်တန်ပါပြီအာဆင်နယ်ဟာသူတို့နဲ့ထိုက်တန်တဲ့နေရာကိုပြန်ရောက်လာခဲ့ပြီဖိုင်နယ်မှာတော့အမြောက်တပ်သားတွေသမိုင်းသိရေးထူနိုင်ပါမလားအာဆင်နယ်ပရိသတ်တွေရှိရင်တော့ comment မှာ COY ကြီးလို့ရေးခဲ့ပြီးအသင်းကိုအားပေးစကားပြောသွားကြပါဦးအာဆင်နယ်ချန်ပီယံဖြစ်နိုင်